ထိုင်မျိုးသားရေးဖွဲ့ဦးလေးကြီးနှခမ်းမွေးကနေပြီးတော့အစ္စလာအဲလ်သံယုံမှာအဲ့ဒီထိုင်မျိုးသားရေးဖွဲ့ဦးနှခမ်းမွေးကနေပြီးတော့ထိုင်းနိုင်ငံပူကက်မြို့မှာအစ္စလာအဲလ်တွေကသောင်းကြနေတဲ့ဆိုတဲ့သတင်းကိုထိုင်မျိုးသားရေးဖွဲ့ကနေပြီးတော့ကြောက်လို့သူတို့တွေကွဲဆင်းပြီးတော့လိမ့်လာပြီးသူတို့ကနေပြီးတော့စာတွေရေးပြီးတော့သူတို့ရဲ့ပေးတဲ့စာရွက်စာတမ်းတွေကိုလည်းဟိုကလည်းလက်မခံဘူးအဲ့ဒါကိုဒီမြို့သားရေးဖွဲ့ဦးနှခမ်းမွေးကြီးကမကျေနပ်လို့သံရုပ်ရှိမှသူကပောက်ကွဲနေတယ်အဲ့ဒီဗီဒီယိုဖိုင်လေးတူတွက်ကြည့်ကြအောင်နော်ไม่ให้เกียรติคนไทยเลยต้องยาวอะไรอ่ะแล้วคนไทยจะพึ่งใครอ่ะครับวันนี้เรามาแบบพูดกันดีๆแต่คุณบอกว่าไม่ให้เข้าพื้นที่คุณโอเคไม่เข้าก็ไม่เข้าไม่ลงมารับก็ไม่ว่าแต่ขอไปวางตรงเคาน์เตอร์เนี่ยเคาน์เตอร์ตรงเนี้ยมันมีเคาน์เตอร์เนี่ยประชาสัมพันธ์วางไว้ให้เกียรติเอกสารเราบ้างเราทำเอกสารมามันมีเลขลับอยู่ไม่ใช่มาบอกว่าไม่รับแล้วให้วางอยู่ตรงนี้มันก็ไม่ให้เกียรติกันเลยถ้ามึงไม่ให้เกียรติคนไทยแล้วมึงอยู่แผ่นดินไทยทำไมวะသူစာရွက်တော့ပေးတာကိုအဲ့ဒီသူရဲ့စာရွက်ထဲမှာအင်္ဂါစာထဲမှာလှုပ်ဝဲချွဲတွေရှိတာပေါ့ဒါလေးကိုကျွန်တော် sharing လုပ်ပေးတာနော်